မင်္ဂလာပါရှင် My Library Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့အမေပြောသောပုံမြင်များဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တခါတော့ကဘယင်ကြီးတစ်ပါးမှာအလွန်ရင်ကြီးတဲ့မင်္ဂလာစင်တော်တစ်ပါးရှိလေတယ်ဘယင်ကြီးဟာမင်္ဂလာစင်တော်ကိုအလွန်မြတ်နိုးတော်မူတယ်မင်္ဂလာစင်တော်ဟာအားလက်တဲ့အချိန်လေးမှာမင်းမှုထမ်းသားသမီးတွေနဲ့စော့ကစားလေးရှိတယ်တဲ့စင်ထိန်တို့ကလည်းမင်္ဂလာစင်တော်ကိုလူလီသေးမရှိအောင်ထားပေးကြတာပေါ့တညမှာတော့အင်ရှင်နိုးလိုက်ကိုကလက်ဦးအောင်လို့ဟေ့ကောင်ကသားလားမင်္ဂလာစင်တော်တင်းကုတ်နာအတန်ကြီးကြားတယ်ထားစမ်းမင်းကလည်းကွာညာတိုင်းလူကြားနေရတဲ့အတန်ကြီးပဲအိမ်မှာသာအိတ်ရက်များမကြမီမင်္ဂလာစင်တော်ဟာအရိုင်းစိတ်များဝင်လာတယ်လူတကာကိုရန်ပြုတ်လာတယ်စင်ထိန်များကိုပါအသက်သေးသည့်အထိရန်ပြုတ်လေတယ်ဘယင်ကြီးတည်သွားတဲ့အခါဒီကိစ္စကိုစစ်သူကြီးသူရဗလစီစဉ်ဆောင်ရွက်ပါစစ်သူကြီးသူရဗလဟာပတ်ဝန်းကျင်ကိုစုံစမ်းရာဝန်တန်းများကထူးထူးခြားခြားမလုပ်မိပါကြောင်းသို့တော့ညအခါလူဆိုးများကခိုးဝက်တက်ဖြတ်ဖို့မကြာခဏတိုင်ပင်တာကြားရပါကြောင်းပြောပြခဲ့တယ်စစ်သူကြီးဟာမင်္ဂလာစင်တော်ကိုထူးခတ်လိုက်လေတယ်ထို့နောက်မင်္ဂလာစင်တော်အနီးကိုမိသူမမလာရန်အဆောက်များချထားလေတယ်တဖန်စင်တင်းကုန်းနားမှာရဟန်းတန်ဃာတော်များကိုပင့်ဖိတ်ပြီးတရားဟောခြင်းတရားဆွေးနွေးခြင်းတို့ကိုပြုလုပ်လေတယ်။နေ့စဉ်နဲ့အမျှနူးညံ့တဲ့တရားသံများကိုကြားနာရ၍စင်ကြီးဟာပြန်လည်ရင်ကြီးလာတယ်။တလားမြကြတော့မင်္ဂလာစင်ဟာကလေးများနဲ့စော့ကစားသည့်အထိဖြစ်လာလေတယ်။အမှန်တွင်လူဆိုးများပြောသောစကားများသည်သူ့ကိုတင်ပေးနေသည်လို့စင်ကြီးကထင်၍အတုခိုးမှားခြင်းတာဖြစ်တယ်။ဒါကြောင့်အတုမြင်အသက်တင်ခြင်းဖြစ်လေတယ်။ပုံမြင်လေးရတော့ဒါပါပဲကွယ်။